မင်္ဂလာပါဗျာအားလုံးပဲကိုယ်စိတ်နှဖျားကြမှာချမ်းသာကြပါစေဒီကနေ့ကတော့စီပေါ့နော်ကျွန်တော်တို့လောင်စာစီဓာတ်စီဒီဇယ်နဲ့ပတ်သက်ပြီးတော့တတိယကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးစမ်းပြည်နယ်လင်းခေမဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ထွန်းစံမေးမြန်းထားတာလေးကျွန်တော်တို့နားထောင်ကြည့်ကြအောင်ဗျလွှတ်တော်ကိုယ်စားလှယ်ကြီးပြောတာကသူတို့ကစီဆိုင်ရေးတွေမှာလက်ကျန်စီချိပါတယ်နဲ့အမျက်ကြီးစားနေတဲ့စီဆိုင်တွေကိုမြည်တို့ရေးယူပေးရအစီအစဉ်ရှိမရှိဆိုတာလေးကိုမင်းမြန်းတော့တာဖြစ်ပါတယ်ဗျကျွန်တော်တို့အဲ့ဒါလေးကိုအတူတကွနားထောင်ကြည့်ကြအောင်နော်ဟုတ်ကဲ့ပါယခုကျွန်တော်တင်ပြဆွေးနွေးမဲ့အကြောင်းအရာကတော့ပြည်တွင်းစက်တုံးစီရောက်ဆိုင်များမှာအခြေအနေရရက်ကိုအကြောင်းပြပြီးစက်တုံးစီစင်းလုံးများအစမတန်မြင့်တင်ရောက်ချနေမှုအပေါ်မှာအစိုးရမှဘယ်လိုထိန်းချောင်းကြပ်မတ်ပေးမယ်ဆိုတဲ့မေးခွန်းနဲ့ပတ်သက်တဲ့မြင်းများသွားမှာဖြစ်ပါတယ်။တို့တော်ဥက္ကဋ္ဌကြီးခင်ဗျာလက်ရှိမှာဖြစ်ပေါ်နေတဲ့အီရန်အမေရိကန်အစ္စရေးစစ်ပွဲပြိပက္ခများကြောင့်ကမ္ဘာ့ရေနံစစ်ကွက်များဟာမတည်မငြိမ်မှုဖြစ်လာခဲ့ဒီမှာအားလုံးသိရှိထားပြီးသားဖြစ်ပါတယ်။တရက်3လ2026မှာအင်းနီနာချင်းထိုင်းအစိုးရဟာစက်တုံးစီကိုပြပတင်ပို့မှုကန့်တက်လိုက်တဲ့ဆိုတဲ့သတင်းထွက်ပေါ်ပြီးတာနဲ့တပြိုင်နက်ပြည်တွင်းမှာရှိနေတဲ့အဓိကတော့ကျွန်တော်တို့ရှမ်းပြည်တောင်ပိုင်းအရှေ့ပိုင်းမှာရှိနေတဲ့စက်တုံးစီအရောက်ဆိုင်များဟာမိမိတို့ရဲ့လက်ဝယ်မှာပုံမှန်ဆေးနဲ့ဝယ်ယူစုဆောင်းထားပြီးတဲ့စက်တုံးစီလက်ကျန်များရှိနေပါလျက်နဲ့ဆေးနှုန်းကိုချက်ချင်းဆိုလိုမြင့်တင်ရောင်းချနေတာတွေ့မြင်သိရှိရပါတယ်ပုံမှန်ဆေးကို1လီတာ3000ကျပ်နှုန်းနဲ့ရောင်းနေတဲ့အချိန်မှာချက်ချင်းဆိုလို6500ဖြစ်သွားပါတယ်အဲ့ချိန်တော့အဲကြောင့်အများပြည်သူပေါ်အခွင့်အရေးယူပြီးခေါင်းပုံဖြတ်ပြီးကုန်စည်စည်းစိမ်မှုကိုလူနေမှုဘဝများစွာထိခိုက်စေပါတယ်ကျွန်တော်တို့ဒီဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်36ပုံမှန်ခွဲခတ်ခွေးမှာဆိုရင်နိုင်ငံတော်ဒီစီးပွားရေးလုပ်ငန်းများတွင်တရားသဖြင့်ရှင်ပြိုင်ခြင်းကိုပြပြစေရန်တဦးတယောက်ကဖြစ်စေအစုအဖွဲ့ကဖြစ်စေလက်ဝတ်ကြီးအုပ်ဆောင်ရွက်မှုတို့မဟုတ်စေစားမှုပြုခြင်းများဖြင့်အများပြည်သူတို့၏အကျိုးစီးပွားကိုထိခိုက်နှိမ့်နာစေခြင်းမှတားဆီးကာကွယ်မည်လို့ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်အဲကြောင့်ဥပဒေမှာပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့အတွက်တက်ဆိုင်ရာအစိုးရဌာနအနေနဲ့ထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။နောက်၎င်းဖြစ်ရမျိုးထပ်မဖြစ်ရလေအောင်ဥက္ကဋ္ဌကြီးမှတစ်စစ်တက်ဆိုင်ရာဌာနကိုအောက်ပါချက်များနဲ့မေးမြန်းသွားမှာဖြစ်ပါတယ်။တစ်လက်ကျန်စီများရှိနေပါလျက်နဲ့အကြောင်းပြချက်အမျိုးမျိုးကြောင့်စင်းနှုန်းကိုချက်ချင်းမြင့်တင်ပြီးအမျက်ကြီးစားလုပ်နေတော့စီဆိုင်များမိတို့တော့ထိရောက်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်နီ။နှစ်ရှမ်းပြည်ရှေ့ပိုင်းရှိမြို့များမှာအိန္ဒိယချင်းနိုင်ငံများမှာတင်ပို့မှုကန့်တက်လာပါကစင်းနှုန်းတည်ငြိမ်စေရန်အတွက်အစိုးရတွင်မိတို့တော့အစီအစဉ်နဲ့အစားထိုးဝယ်ယူမိလမ်းကြောင်းများပြင်ဆင်ထားသည်ကိုသိရှိလိုခြင်း၃စက်တုံးစီတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီအနေဖြင့်စီဆိုင်များတွင်ကွင်းစင်းစစ်ဆေးပြီးအမှန်တကယ်ပြက်လက်မှုရှိမရှိမတန်တဆစင်းနှုန်းများထိန်းကြီးပေးရန်အစီအစဉ်ရှိမရှိ၄စီးပွားရေးဓမ္မများ၏ခေါင်းပုံဖြတ်မှုပြည်သူလူထုကိုကာကွယ်ပေးရန်အတွက်အရေးကြီးကုန်စည်နှင့်ကုန်စည်ဝန်ဆောင်မှုဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးမြန်းတင်ပြနဲ့နှီးကုန်းချုပ်အပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နိုင်ဝင်းဖြေကြားသွားတာလေးကိုလည်းကျွန်တော်တို့နားထောင်ကြည့်ကြလိုက်အောင်ဗျာကျွန်တော်လက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နိုင်ဝင်းမှဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့စက်သုံးစီများပြန့်နှံ့မှုမရှိစေရန်နဲ့ပူလုံမှုရှိစေရန်အစီအမံများချမှတ်ဆောင်ရွက်လက်ရှိသောကြောင့်စက်သုံးစီပြန့်နှံ့မှုမရှိပါကြောင်းနှင့်စက်သုံးစီပုံမှန်ရောင်းချပေးနိုင်တဲ့အခြေအနေရှိပါကြောင်းဥစွာတင်ပြလိုပါတယ်စက်သုံးစီလက်ကျန်ရှိတဲ့နှင့်ရောင်းချပေးခြင်းမရှိပါကဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနဲ့တိုင်ကြားနိုင်ပြီးဖုန်းနံပါတ်များကိုလည်းအများပြည်သူတို့ကြေညာထားရှိပြီးဖြစ်ပါတယ်စက်သုံးစီချိုးချံချွေတာရေးအတွက်မော်တော်ယာဉ်များကို QR code ဘားကုတ်များအားစကန်ဖတ်၍အယောင်းဆိုင်များအလိုက်ရောင်းချပေးမှုပမာဏကိုထိန်းကျောင်းရောင်းချပေးနေမှုအခြေအနေများကိုလည်းသတင်းမီဒီယာတို့မှအခါအားလျော်စွာဖုန်းထွင့်ကြေညာအသိပေးဆောင်ရွက်လျက်ရှိပါတယ်။တာဝန်ရှိတဲ့ဌာနများအနေဖြင့်လည်းစက်သုံးစီရောင်းဆိုင်များတွင်စက်သုံးစီပြတ်လတ်မှုမရှိစေရေးစက်သုံးစီများအချိန်မီဖြစ်တင်ရောင်းချပေးနိုင်ရေးနှင့်တတ်မှတ်ရည်ညွှန်းစင်တို့များအတိုင်းရောင်းချရေးနိုင်တို့ကိုနေ့စဉ်စစ်ဆေးကြံ့ပတ်ဆောင်ရွက်သွားရန်ညွှန်ကြားထားပြီးဖြစ်ပါတယ်။စီကံဖောက်ဖျက်တဲ့အယောင်းဆိုင်များအားစစ်ဆေးတွေ့ရှိရခြင်းနဲ့တိုင်ကြားလာမှုများအပေါ်မှန်ကန်ကြောင်းစီစစ်တွေ့ရှိရသည့်အယောင်းဆိုင်များအားရေးယူဆောင်ရွက်ခဲ့ရာ2026ခုနှစ်ဇန်နဝါရီလမှဧပြီလအတွင်းရင်းညွှန်းစိမ်းတို့ထက်မြင့်တင်ရောင်းချခဲ့သည့်
မန္တလေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးရှိ73စီအယောင်းဆိုင်6ဆိုင်အားရင်းနှန်းနဲ့ရင်းနှန်းတွဲပစ္စည်းဆိုင်ရာဥပဒေပုံမှန်34စီမံခန့်ခွဲရေးနီလန်းအရရေးယူဆောင်ရွက်ခဲ့ပါတယ်73စီတင်သွင်းသို့တော်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်ပြည်သူများမှ73စီဝယ်ယူသုံးစွဲရာတွင်အယောင်းဆိုင်များမှဈေးတင်ရောင်းချခြင်းများမရှိစေရန်နှင့်ဖြစ်တင်ဖြစ်ထိုက်သည့်ဈေးနှုန်းများဝယ်ယူသုံးစွဲနိုင်ရေးအတွက်မြို့နယ်များအလိုက်ရည်ညွှန်းလက်လီဈေးနှုန်းများကိုစီစစ်တွက်ချက်ပြီးအများပြည်သူသိစေရန်နေ့စဉ်ထုတ်သတင်းစာများမှာဖော်ပြကြေညာပေးလျက်ရှိပါတယ်။သုံးစွဲသူမိဘများအနေဖြင့်73စီများဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါကတိုင်ကြားရန်ကောစင်တာဖွင့်လှစ်ထားရှိပြီးလုံခြုံစိတ်ချစွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းအသိပေးကြေညာထားရှိကာ73စီအယောင်းဆိုင်များမှတတ်မှတ်ရည်ညွှန်းစီအတိုင်းရောင်းချနိုင်ရေးညွှန်ကြားချက်မှတ်ဆောင်ရွက်လျက်ရှိပါတယ်။တိုင်ကြားလာမှုပေါ်မှန်ကန်ကြောင်းစီစစ်တွေ့ရှိပါကဥပဒေနှင့်အညီတယောက်စာအေးအေးယူဆောင်ရွက်လျက်ရှိပါတယ်။ ဟုတ်ကဲ့ပါဗျာဒါကတော့စီကိုခွဲတန်းရောင်းချနေပေးနေတာရယ်နောက်ပြီးတော့ကားစုံမပြတ်တလားပြည်သူ့လူတော်ကိုယ်စားလှယ်ကြီးရဲ့ဆက်ဆက်မိကုန်းလေးကိုလည်းကျွန်တော်တို့နားထောင်ကြည့်လိုက်ကြအောင်ဗျာဟုတ်ကဲ့ပါခုနကကြီးဖြေချသွားတာကျွန်တော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဆက်ဆက်မိကုန်းအနေနဲ့ကျွန်တော်ထားမေးချင်တာတော့အခုကကျွန်တော်တို့မှာခွဲတန်းစီဆိုတာရှိပါတယ်အခုကျွန်တော်တို့ဒီကျောင်းဖွင့်တဲ့အချိန်လည်းဖြစ်တယ်အခုကကလေးတွေပညာသင်ကြားဖို့အတွက်မိဘတွေကတော့ကလေးတွေကျောင်းတက်ပို့တဲ့အချိန်မှာကျွန်တော်တို့အတိကတော့နယ်မှာပေါ့နော်နယ်မှာဘာဖြစ်လို့ဆိုတော့အစိုးရခွင့်ပြုထားတာတစ်ပတ်ကို2ကြိမ်ဥပမာဆိုင်ကယ်ဆိုရင်ကျွန်တော်တို့10လီတာရတယ်10လီတာမှာဆိုရင်တော့မလောက်ပါဗျဘလို့မှမလောက်ပါဘူးဒါပေမဲ့စီလဲကန်ထားပြီးသားဒါပေမဲ့ကျွန်တော်တို့ခုနပြောတယ်လို့အခုလဲတွေ့မြင်ကြားသိနေရတဲ့စုံမှန်ကနန်းအဲ့ဒါတကယ်ပြဿနာပါပဲကျွန်တော်တို့ဒီမိဘပြည်သူတွေအတွက်ဘာဖြစ်လို့ဆိုတော့ကလေးကိုကျောင်းသွားပို့တဲ့အချိန်မှာဆိုရင်ကျွန်တော်ထင်တာတချို့အိမ်ဆိုရင်တော့ဆိုင်ကယ်2စီးလဲမရှိပါဗျအမကနန်းစုံကနန်းပြီးတော့အဲ့ဒီဆိုင်ကယ်တို့ကားတို့ဆိုတာလိုင်စင်ရှိမှသူကအကျုံးဝင်မှာဒါပေမဲ့နယ်မှာဆိုရင်ကျွန်တော်တို့ကလိုင်စင်မရှိတာများပါတယ်အဲကြောင့်အခုပြက်နေတာတော့ကျွန်တော်တို့ပြဿနာအဓိကတော့စုံမှမှာတကယ်ပြဿနာဖြစ်နေပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်လည်းဒီနေပြီးတော့မှစီဝေးတက်ဖို့ကျွန်တော်တို့တက်လာတဲ့အချိန်မှာကျွန်တော်တို့ကစုံမှကြည့်ပြီးတော့တက်လာရပါတယ်ဗျအဲ့ချိန်မှာကျွန်တော်တို့ကိတ်မှာရောက်ပြီဆိုရင်ကျွန်တော်တို့ကားတွေကအမှားကနန်းဆိုတော့စုံရက်ဖြစ်နေတဲ့အတွက်ကြောင့်အဲ့မှာမော်တော်ဘီကယ်လည်းခေါ်ပြီးတော့ကျွန်တော်တို့နာမည်တွေမှတ်ထားပါတယ်အဲ့ဒါတကယ်ပြဿနာကြီးဖြစ်နေပါတယ်ဒါတော့ကျွန်တော်အခုတင်ပြဆွေးနွေးတာကတော့ပြည်ထောင်စုဝန်ကြီးအနေနဲ့အဲ့ဒီစုံမှကိစ္စကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းပေးမလဲဆိုတာအဲ့ဒါကျွန်တော်မေးချင်ပါတယ်ဗျပြီးတော့ခုနပြောတဲ့အတိုင်းဆက်စီတွေအစမတန်စေးမြင့်ပြီးတော့ရောင်းနေတယ်ဆိုတာကျွန်တော်လင်းခင်းမှာနေဗျလင်းခင်းမှာနေတော့ကျွန်တော်တို့လင်းခင်းနဲ့မိုးနဲ့32ကီလိုပဲကွာဝေးပါတယ်မိုးထဲမှာ POC တက်စီဆိုင်ရှိပါတယ်ဗျအဲ့မှာဆိုရင်မိုးထဲမှာဆိုရင်92လီတာကို9200နှုန်းနဲ့ရောင်းနေတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့လင်းခင်းမှာ92က8500အဲ့မှာဘလောက်ကွာချားချက်လုံးဆိုတော့3300ကွာနေဗျအဲ့မှာတွားမေးကြည့်တော့သူတို့ပြောတာခွဲတန်း40ပဲရတယ်ကျွန်တော်ထင်တာကျွန်တော်တို့မြို့ဆိုရင်မြို့ငယ်ဗျခွဲတန်း40ဆိုရင်ပြပါဘုံ100မှာသူက40ရဆိုရင်လုံလောက်ပါတယ်အဲ့ဒီ40ဒါပေမဲ့ခုနပြောတယ်လို့ပဲဝန်ကြီးကပြောတာတော့အရေးယူပေးမယ်ပါညာတော့ပြောတယ်ဗျခုနကျွန်တော်တို့ကြားတာတော့ဒါပေမဲ့တကယ်ဖြစ်ပြနေတာတော့ခံရတာပြည်သူတွေပဲအဲကြောင့်ကျွန်တော်တို့ link မှာ73စီတရားဝင်3ဆိုင်ရှိပါတယ်အဲ့မှာအခုလည်းကျွန်တော်လည်းတက်ဆိုင်ရာဌာနကိုအကူအညီတောင်းပါတယ်ဗျအဲ့မှာစေးနှုံးတွေပြန်ပြီးတော့ညှိပေးဖို့ဆိုတာကျွန်တော်တောင်းပါတယ်ဟုတ်ကဲ့ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျခုနဆက်ဆက်မေကုန်းကိုလျှက်စစ်နဲ့စွမ်းဝင်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နိုင်ဝင်းကဖြေကြားပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အတူနားထောင်ကြည့်ကြအောင်ဗျမော်တော်ယာဉ်စုံမတတ်မှတ်မှုအနေနဲ့73စီချွေတာရေးကိုဒါနိုင်ငံတော်ကချမှတ်ထားတဲ့ဥပါဒဖြစ်ပါတယ်ဒုတိယချက်မေးထားတဲ့လိုင်စင်မရှိတဲ့မော်တော်ယာဉ်တွေကျွန်တော်တို့ရောင်းချပေးမှုအနေနဲ့ကတော့ကျွန်တော်တို့ဒီလိုင်စင်မရှိတဲ့ယာဉ်ကတရားဥပဒေအရတရားမဝင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ QR code စနစ်မှာထည့်သွင်းဖော်ပြထားခြင်းမရှိတဲ့အတွက်ဒီလိုင်စင်မရှိတဲ့ယာဉ်တွေကိုရောင်းချပေးမှုကတော့တရားမဝင်ဖြစ်ပါတယ်ဒါတော့ link data ရှိဒီ73စီ PO ခွဲတန်းကတော့ကျွန်တော်တို့ဒီ QR code စနစ်မှာတကယ်ရောင်းချနိုင်တယ်တကယ်ရောင်းကုန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ73စီခွဲဝေပေးမှုကိုလည်းရောင်းကုန်တဲ့လောက်ကိုကျွန်တော်တို့ခွဲဝေပေးလက်ရှိကြောင်းဖြေချလိုပါတယ်